လည်းစာမှာတော့တေကန်နီးဖြစ်နေလို့အရက်ကိုအားရပါရမူးအောင်တောက်နေတဲ့ပညာရှိအဖိုးကိုတယောက်နဲ့စတင်ထားခဲ့ပြီးအဲဒီအချိန်မှာထူးဆန်းတဲ့သူတယောက်ရောက်လာခဲ့ပြီးတော့ပညာရှိကြီးရဲ့ဝိညာဉ်ကိုစောက်တံအဖြစ်ပြောင်းလဲပေးဖို့ကန့်လန့်ခဲ့ပါတယ်။ပညာရှိအဖိုးကလည်းဒီအခွင့်အရေးကိုလက်ခံလိုက်ခဲ့ပြီးတော့အဲဒီသူရဲ့ဘူတိကျောက်တဲကအရက်ကိုကောင်းအောင်တောက်ကြပြလေးတစ်ပုဒ်ကိုရေးခဲ့ပြီးတဲ့နောက်မှာတော့စောက်တံဖြစ်သူပြောင်းလဲသွားခဲ့ပါတယ်။အဲလူကတော့ဂျပန်စိမ်းစောက်တံကိုဖမ်းယူဖို့ကြိုးစားခဲ့ပေမဲ့စောက်တံကတော့သူ့ကိုမရွေးချယ်ဘဲနဲ့ထွက်ပြေးသွားခဲ့တာကြောင့်မလို့နေနဲ့နောက်တစ်ရက်ကျောင်းတစ်ကျောင်းမှာကတော့လူဆိုရဲကောင်လေးတစ်ယောက်ကကျောင်းမှာတရုတ်ရှေးအောင်ယဉ်ကျေးမှုပညာအတန်းမှာအတီလဲပြင်းနေတဲ့ကောင်လေးတစ်ယောက်ပါအဲ့ဒီမှာမေကုန်းဖြေဖို့အတွက်သူ့ကိုခေါ်လိုက်တဲ့အချိန်လူရဲ့အဖြေကတော့တလွဲတောင်မှားနေတဲ့အတွက်ကြောင့်တဒန်လောကလူကြီးလေးထရဲခဲ့ကြပါတယ်အဲ့ဒီချိန်ဘယ်ဟာမျက်နှာပေးတဲ့တရားရလာခဲ့ပြီးတော့ဆရာရဲ့မျက်နှာသာပေးတဲ့တပည့်ကျော်ဖြစ်သည်အဲဒီကောင်ကတော့ဆရာကိုဖားရတဲ့နေရာမှာနံပါတ်1ပါလူကိုယ်တော်လမ်းခေါ်ခဲ့ပြီးတော့ဆရာကိုတောင်းပန်ဖို့အတွက်အတင်းကျပ်ခိုင်းနေခဲ့ကလူကလည်းဒေါသကြီးနဲ့ညှင်းဆိုင်ရင်းနဲ့ဆရာသပွဲပေါ်ကခွက်ကိုတိုက်ရှာခဲ့မိလိုက်လို့အကုန်လုံးလေးလန့်သွားခဲ့ပါတယ်လူလည်းတုံးပြန်တဲ့မျိုးနဲ့ခွက်ကိုအမိရဖမ်းလိုက်ခဲ့ပြီးတော့ဆရာရဲ့စုတ်တံကိုရှိုးခဲ့မိရကြောင်းဆက်ရှင်းမဲ့အဆက်ကွဲရပြန်ပါတယ်ဒီစုတ်တံကဆရာရဲ့အကြိုက်ဆုံးမလို့လူတယောက်ကတော့ကျောင်းရုံငန်းကိုခေါ်ရခံလိုက်ရပါတယ်လမ်းမှာတော့အိဆရာရဲ့ဖားကောင်နာမည်ကဇန်ဖြစ်ခဲ့ပြီးတော့သူကတော့သူတပားကိုနှိမ်ချပြီးကိုမြင့်တင်တဲ့သူမို့လူကတော့အသေးကိုမုန်းတီးတာပါကျောင်းရုံကနေမှဇန်ကတော့သူကအတန်းကောင်းဆောင်တယောက်မလို့အချိန်တွေကိုမထိန်နိုင်တာတောင်းပန်ပါရဲဆိုပြီးဟန်ဆောင်ကောင်းနဲ့ပြောနေခဲ့တော့ကျောင်းကလည်းသူ့ကိုနားလေပေးနေခဲ့တာပါလူအတွက်ကတော့အရှင်ကြီးကပြောင်းပြန်ဖြစ်သွားခဲ့ပြီးကျောင်းကတော့သူ့ကိုစူပူချိန်မောင်းနေခဲ့ကထုတ်ပိုးဖို့အတွက်ပြောခဲ့ပြီးအိမ်မြန်ဖို့အတွက်ပဲပြောဆိုနေခဲ့ပါတယ်ဆရာကတော့သူ့ရဲ့နန်းနန်းစုတ်တံကဘလောက်တောင်တန်ဖိုးကြီးကြောင်းရှင်းပြနေတဲ့အချိန်လူကတော့ဒီစုတ်တံရဲ့ရောကြီးဘလောက်တောင်ပေးရမလဲဆိုပြီးတော့တွေးနေခဲ့ပါတယ်ဆရာရဲ့နာမည်ကမစ္စတာဂျူးဖြစ်ပြီးတော့လူကိုအဲဒီစုတ်တံနဲ့အတူတူဖြစ်တဲ့စုတ်တံတစ်ချောင်းပြန်ရှာပေးရင်ကြည်အေးပေးမယ်လို့ပြောလိုက်တဲ့အခါအကောင်လုံးကလည်းအံ့ဩသွားခဲ့ကြပါတယ်ကျောင်းလည်းမယုံနိုင်ခဲ့ပေမဲ့မစ္စတာဂျူကတော့ဆရာကောင်းတစ်ယောက်ဖြစ်တာမလို့အပြစ်ပေးဖို့အတွက်မဟုတ်ဘဲနဲ့တင် जा ပေးဖို့ဖြစ်တယ်ဆိုတာကိုပြောပြခဲ့ပါတယ်။စုတ်တံမှာဂုံရင်ပါ၄ပါးရှိတဲ့အတွက်ကြောင့်အသစ်ရှာရင်လည်းလူကိုတရားအများကြီးတင်ယူနိုင်လိမ့်မယ်လို့ပြောခဲ့ပါတယ်။ကျောင်းတော်ခံရတဲ့ဆိုင်ရင်စုတ်တံရှာတာကတော်သေးတာမလို့လူကလည်းသဘောတူညီခဲ့လိုက်ခဲ့ပြီးတော့စုတ်တံရှာဖို့အတွက်ပဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဟောင်းတန်းက10နေရာလောက်ပတ်ရှာလာတော့မှဒီနက်နက်စုတ်တံကိုတခြားမှမတွေ့ရတဲ့အတွက်ကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်ကိုနောင်တရလာခဲ့ပါတယ်။မစ္စတာဂျူကတော့သူ့ကိုကြောင်းထောက်ဖို့အတွက်တက်တက်ညှဉ်းပန်းနေရလားလို့အောင်တွေးမိရဲ့အထိဖြစ်သွားခဲ့ပြီးတော့လူကတော့စုတ်တန်ရောင်းနေသူတယောက်ကိုတွေးခဲ့ပေမဲ့အကောင်လုံးကအမိုက်တွေကြီးပါပဲအယောင်သမားကတော့သူ့ကိုအတင်းဆွဲခေါ်သွားတဲ့အချိန်လူကတော့ဇန်ကိုလမ်းမြင်လိုက်ရလို့ဒီကောင်အနောက်ကိုလိုက်သွားခဲ့ရဇန်ကတော့သူ့ရဲ့ဦးလေးစာအုပ်စီကိုစကားပြောနေတုန်းမှာလူကလည်းလမ်းပြီးတော့ရှောင်ကြည့်နေခဲ့ပါတယ်စာကတော့သူ့ရဲ့ဆိုင်မှာနန်းနန်းစုတ်တံမရှိပေမဲ့သူ့လူတွေကိုရှာခိုင်းထားတာလို့ပြောပြခဲ့ကလူကတော့ဇန်ကိုဒေါသထွက်သွားခဲ့ပြီးလောက်ဆရာရှိတာကိုဆက်လုပ်ဖို့ပဲအသင်ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာတခြားမျိုးကအဟောင်းနှန်းတစ်ခုမှာစုတ်တံတွေ့ပြီလို့ဇန်ရဲ့ပြောနေရတာတန်ကိုကြားခဲ့ရပြီးတော့သူတို့တွေသွားမယူခင်မှာထမင်းစားဖို့လုပ်နေတုန်းလူကတော့အရင်ဆုံးသွားယူဖို့အတွက်ဆက်ရှင်ထွက်လာခဲ့ပါတယ်လူလည်းဆိုင်ကိုရောက်တဲ့အချိန်မှာအိဆန်မင်္ဂလိကြောက်ကိုမြင်မြင်ချင်းမှပဲသဘောကျသွားခဲ့ပြီးတော့သူကတော့ဆိုင်ကအရာတွေပစ္စည်းတွေကိုပဲရှီးကျူးဖို့စကားရှာနေခဲ့ပေမဲ့မင်္ဂလိကတော့လောကိစ္စကိုပဲပြောဖို့အတွက်ပြောနေခဲ့တာပါဒီဆိုင်ကသူ့ဖိုးပိုင်တာလို့ပြောပြခဲ့ပြီးလူကတော့နန်းနန်းစုတ်တံကိုကြည့်ကျင်တဲ့တောင်းဆိုတဲ့အချိန်မှာတကယ်ရှိတာမလို့ဝမ်းသာသွားခဲ့ပြီးတစ်တာကိုကင်ပြီးတော့ခွင့်ပြုလိုက်တဲ့အချိန်လူကတော့ဘာလို့ဒီလောက်တော့အေးဆက်နေရဲဆိုတာကိုနားမလည်ဖြစ်နေခဲ့ပြီးတော့အဲ့ဒီအချိန်မှာဝေကောင်းဆာလာနဲ့စုခဲဆိုတဲ့လူတယောက်ရောက်လာခဲ့ပြီးတော့မစ္စတာဝီနဲ့တွေ့ဖို့အတွက်ပြောနေခဲ့တာပါမင်းကလေးကတော့ဒီလူကိုမကြိုးစိုးကြောင်းပြောနေခဲ့ပြီးထောက်သားဖို့အတွက်အေးဆက်ဆက်ပြောလိုက်တဲ့အချိန်မှာလူယုံမာကောင်ကတော့စုတ်တံကိုမင်းကလေးတဲ့တဲကလွတ်ယူခဲ့ပြီးတော့ဈေးပေါ်ရဲဆိုပြီးပြေးချခဲ့ပါတယ်လူကတော့လင်းမြန်နဲ့တုံးမြန်မှုနှုန်းနဲ့ထပ်ပြီးတော့ဖမ်းလိုက်နိုင်ခဲ့ကအဲ့လူကတော့ဒေါသထွက်သွားခဲ့ပြီးတော့သူပါလာယူရဲဆိုတာဒီမင်းလေးတည်ရလို့ပြောနေခဲ့တာပါအဲ့ဒီပစ္စည်းကိုပေးဖို့အတွက်တောင်းဆိုနေခဲ့ပြီးတော့သူကတော့မင်းကလေးတွေကိုရိုက်ဖို့ဝင်မလေးဆိုပြီးရှင်းရှောက်နေခဲ့ကလူကတော့သူချစ်မိသွားတဲ့မင်းကလေးဘက်မှာမရက်တီပေးမယ်မလို့အဲ့လူကတော့စိုင်းတဲ့မျိုးကိုတုံးပြီးတော့လှမ်းပြီးတော့လွှင်းဆရာလုပ်လိုက်တာကြောင့်အကုန်လွှင့်ထွက်သွားခဲ့ပါတယ်
စုခဲကတော့သူလိုချင်တာကိုယူပြီးတော့ရိုအန်လို့ခေါ်တဲ့မိန်းကလေးကလည်းသူ့ရဲ့အဖိုးကိုနှုတ်ဆက်ပေးဖို့အတွက်ပြောခဲ့ကရိုအန်ကတော့ရှေ့ကိုတက်လာခဲ့ပြီးတော့လူကိုနောက်ဆုံးနေပြီးဖို့ပြောခဲ့ပြီးနှင်းတွေနဲ့တစ်ဖက်လူကိုတိုက်ခိုက်ခဲ့ပါတယ်စုခဲကတော့နှင်းမုံတွေကိုမကြောက်ပေမဲ့ရိုအန်ကတော့နှင်းတွေပုံအောင်လာအောင်လုပ်ခဲ့ကရိုအန်လည်းနှင်းမုံတိုင်းဝိညာဉ်စုတ်တံကိုဆင့်ခေါ်ခဲ့ပြီးတော့သူ့ရဲ့မျက်နှာကိုနှင်းလုံးနေနဲ့ပစ်ပေါက်လိုက်တဲ့အချိန်မှာစုခဲလေးလန့်သွားခဲ့ပါတယ်စုခဲကတော့ကစားမနေတော့ဘဲနဲ့သူ့ရဲ့တိမ်စီဝိညာဉ်ကိုဆင့်ခေါ်လိုက်ခဲ့ပြီးတော့သူတို့နှစ်ယောက်တိုက်ခိုက်တာကိုကြည်နေခဲ့ပြီးလူလည်းတော်တော်လေးကိုလန့်နေခဲ့ပါတယ်စုခဲကတော့ဝိညာဉ်စုတ်တန်ရှိတာမလို့သူတယောက်တည်းမဟုတ်ဘူးလို့ပြောပြခဲ့ပြီးတော့နောက်တစ်ချိန်တိုက်ခိုက်ရင်သူ့ရဲ့အသက်အန္တရာယ်ကိုတော့တတိပေးပါလို့သူမကိုပြောခဲ့ပါတယ်ရန်ကတော့တခိုးသားရဲ့စုတ်တံကိုထားခဲ့လို့ပြောခဲ့ပြီးတော့တေးကြပေါ့သူတေးမှာပဲလို့ပြောခဲ့ပြီးရဲ့အချိန်မှာရန်တိုက်ခိုက်လိုက်တဲ့အချိန်မှာတခိုးပါလာတဲ့စုတ်တံကတော့ထုတ်တရလွန်းထွက်သွားခဲ့ပြီးလူရဲ့ရင်ဘတ်တဲကိုတန်းတန်းမမဝင်သွားခဲ့ပါတယ်နေရာစလုံးလည်းအော်သွားခဲ့ပြီးတော့လူစီမာတခုခုပြောင်းလဲသွားတာကိုတွေ့ခဲ့ရပြီးစုခဲကလည်းသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့လူရဲ့ချိန်တော်အစ်စ်ကိုမမီနိုင်ဖြစ်နေခဲ့ပါပဲစုခဲကတော့စွမ်းရည်တဲ့တုံးဖို့ကြိုးစားနေခဲ့ပေမဲ့လူကတော့အလွယ်ကူတားဆီးထားခဲ့ပြီးတော့ရိုဟန်ကလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့စုခဲလည်းပြန်ပြီးတော့ခုခံနေခဲ့ပါတယ်လူကတော့အဆင့်တက်သွားပြီမလို့ဒါကိုမြင်မြန်ဆန်ဆန်တားဆီးလိုက်ခဲ့တဲ့အချိန်မှာစုခဲပြောက်ကွယ်သွားတဲ့အခါရိုဟန်ကတော့လူကိုအဆင်ပြေလာလို့မေးခဲ့ပေမဲ့သူကတော့အဆင်မပြေပဲတတိလစ်သွားခဲ့ပါတယ်လူပြန်လို့လာတဲ့အခါမှာထူဆန်းတဲ့ဝတ်စားတွေဝတ်ထားခဲ့ပြီးတော့ထူဆန်းတဲ့နေရာကိုရောက်နေအောင်လဲတွေ့လိုက်ခဲ့ကဆိုင်ချစ်ဖြစ်တဲ့မစ္စတာဝေးကတော့သူ့ကိုကြိုဆိုခဲ့ပြီးတော့စိတ်တုန်နေဝင်ရရင်သူ့ရဲ့မြေးမလေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်မစ္စတာဝေးကတော့လူကိုအားနေလုံးလို့ဆိုင်ထဲကရှေးအောင်ပစ္စည်းတွေရဲ့အေးတက်ကြမလို့တတိလက်သွားတာလို့ရှင်းပြခဲ့ပါတယ်လူကတော့ရိုဟန်နဲ့နှင်းတွေနဲ့တိုက်ခိုက်ခဲ့ရတယ်။စုတ်တန်သူ့ရဲ့ရှင်ဘတ်ထဲကိုဝင်သွားတာကိုတီတာပေါက်ကောင်းကောင်းမှတ်မိနေခဲ့တာပါ။ဒါကြောင့်မလို့သူတတိလက်သွားတာကအားနေလို့မဟုတ်ဘူးဆိုတာကိုသိခဲ့ပြီးမစ္စတာဝီကလည်းရင်မောခဲ့ပြီးတော့လူကိုစိတ်ကူးရင်နေရပဲလို့ပြောပြခဲ့ပြီးပိုကြီးကတော့ရိုဟန်အကြောင်းကိုစိတ်ကူးရင်တယ်လို့ပြောလိုက်ခဲ့ပြီးလူကိုစကားလမ်းကြောင်းလွှဲပစ်လိုက်ပါတယ်။ပြီးတော့ပစ္စည်းဝယ်ဘူးလာတော့တတိပေးခဲ့ပြီးတော့လူကလည်းနန်းနန်းစောက်တန်တစ်ချောင်းကိုလိုချင်တယ်လို့ပြောလိုက်ခဲ့ကဇန်ဆိုတဲ့ကောင်လေးတယောက်ကိုရောင်းလိုက်ပြီလို့မစ္စတာဝေးကပြောလိုက်တော့လူလည်းလောကအံ့ဩသွားခဲ့ပါတယ်လူကတော့ရုံးတက်သွားဖို့ကြိုးစားခဲ့နေခဲ့ပေမဲ့မစ္စတာဝေးကတော့ဖြစ်ပျက်ခဲ့တဲ့မတော်တဆအတွက်သူ့မှာတာဝန်ရှိရလို့ပြောပြခဲ့ပြီးအစားထိုးအနေနဲ့တခြားစောက်တန်တစ်ချောင်းပေးလိုက်ခဲ့ပါတယ်မစ္စတာဝေးကတော့ဒီစောက်တန်ကလူလိုချင်တာတဲ့အများကြီးပို့ပြီးတော့တန်ဖိုးရှိရဆိုတာကိုရှင်းပြခဲ့တာလူကတော့သူကိုယ်တိုင်အဲဒီစောက်တန်ကိုယူလာခဲ့ပါတယ်တခြားနေရာမှာတော့အနီရောင်ဝစ်စုံတရုံနဲ့မိန်းကလေးတယောက်ကခရီးလဲလေရင်းနဲ့တကူကူကိုရှာဖို့အတွက်ကန့်တန်းနေမြေရဲ့ကိုခိုးဝင်သွားတာတွေ့ခဲ့ရပါတယ်။လူတယောက်ကသူ့ကိုမိသားခဲ့ပြီးတော့အိမ်ထဲဝင်ခွင့်မရှိကြအောင်ပြောနေခဲ့ကသူမကတော့အိမ်သားချနေရဆိုပြီးတော့လိန်ပြောခဲ့တာပါ။အဲ့လူကအလုပ်သမားဖြစ်ခဲ့ပေမဲ့ဘသူနေလဲဆိုတာလုံးဝမသိပဲသူမကိုမြေပုံပေးပြီးတော့ထွက်သွားခိုင်းခဲ့ပေမဲ့သူမကတော့ရှန်ချေးမှာရိုက်ပြီးမှပြန်သွားခဲ့ပါတယ်။လူစီမှာလဲစုတ်တန်ကတော့ရေမန်ကျဲရတကယ်ဝင်သွားခဲ့ရင်သူကူးလိုအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုပြီးတွေးခဲ့မိကနန်းနန်းစုတ်တန်မရလို့စိတ်ထဲကြတာထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆရာကတကယ်လိုချင်တာကသူ့ကိုပညာရစေချင်တာဖြစ်တာကြောင့်မလို့ကောင်းကောင်းသိခဲ့ပြီးတော့အပြင်ဘက်မှာသူကပိုကောင်းတဲ့စုတ်တန်ရှိနေပြီဆိုတာအပြစ်ပေးမခံရဖို့အတွက်အရေးကြီးတယ်ဆိုတာသိခဲ့ပါတယ်။မစ္စတာယူရှိသွားခဲ့တဲ့အချိန်မှာဇန်နဲ့ဆုံခဲ့ပြီးတော့အားလုံးပြည့်စည်သွားမှစိုးရိမ်နေခဲ့တာပါဇန်ကတော့သူဝေလာခဲ့တဲ့နန်းနန်းစုတ်တံကိုမစ္စတာဂျူးကိုပေးလိုက်တဲ့အချိန်မှာဆရာလေးရန်သဘောကျသွားခဲ့ပြီးတော့ဒီကောင်ကတော့လူကိုကြောင်းသားကောင်းဘယ်လိုဖြစ်ရမလဲဆိုတာမှတ်သားဖို့ပြောခဲ့ပြီးတော့လူကိုဘာလို့စုတ်တံမပါလာရရဲဆိုတဲ့စင်ကြေကိုနားထောင်ဖို့အတွက်ပြင်နေခဲ့တာပါလူကလည်းရှေမောခဲ့ပြီးတော့သူလည်းတချောင်းယူလာတယ်လို့ပြောပြခဲ့ပြီးတစ်တာကိုကြည့်လိုက်တဲ့အချိန်မှာမစ္စတာဂျူကတော့တိတ်မထူးရဘူးလို့ထင်နေခဲ့ပေမဲ့စုတ်တံကိုမြင်လိုက်ရတဲ့အခါမှာလုံးဝမြင်တတ်သွားခဲ့ပါတယ်မစ္စတာဂျူးကလည်းစိတ်လှုပ်ရှားသွားနဲ့စိုင်းရေးကြည့်လိုက်ခဲ့ပြီးတော့အားလုံးအံ့ဩသွားတာကြောင့်မလို့လူကတော့ဇန်ကိုပြန်ပြီးတော့လောင်ပြောင်းလိုက်ပါသေးတယ်ဇန်ကတော့စုတ်တန်ရဲ့ဂုံရင်ပါ၄ပါးဖြစ်တဲ့တက်ရက်မှုထက်မြက်မှုနဲ့ပြေးခိုင်မှုနဲ့ခိုင်မဲမှုတို့ကိုပြောပြခဲ့ပြီးတော့လူကတော့ဒါရီယာရိုးရှင်းတဲ့စကားလုံးတွေပဲလို့ပြောပြခဲ့ပြီးအဲဒီဂုံရင်ကားတွေထပ်ပို့ပြီးတော့အသေးစိတ်ရှင်းပြခဲ့ပါတယ်မစ္စတာဂျူးကလည်းလူကိုသဘောကျသွားခဲ့ပြီးတော့လူကိုယ်တိုင်ကလည်းဒီအချက်တွေကိုသူဘလို့သိနေရလဲဆိုတာနားမလည်ဖြစ်နေခဲ့ပြီးမစ္စတာဂျူးကတော့လူကိုယူလာတဲ့စုတ်တန်ကဂုံရင်မှာ၄ပါးထပ်ပို့ရဲဆိုတာကိုရှင်းပြခဲ့တာပါတချို့ကဓာတ်နဲ့တိုက်ခိုက်တဲ့အချိန်မှာတချို့ကဓာတ်လို့ထက်မြက်တဲ့စုတ်တန်နဲ့တိုက်ခိုက်နိုင်တယ်ဆိုတော့ကြပြဟောင်းတစ်ပုဒ်ကိုရှင်းပြခဲ့ပါတယ်စုစုပေါင်းပြောရရင်တော့မစ္စတာဂျူးကစုတ်တန်ရောလူအိုရဲ့ပညာရမှုအတွက်ပါအရန်ကိုဝမ်းသာသွားခဲ့ပြီးအိမ်ထဲမှာလူအိုကတော့အင်တာနက်ကပေးဆိုင်မှာဂိမ်းဆော့နေခဲ့တာပါ
သူ့မှာပါရမီတွေရှိတာကိုအလားအမဖြုံးတီးဖို့အတွက်မက်ဆေ့တစ်ခုရောက်လာခဲ့ပြီးတော့သူကတော့ရှေးအောင်စာတွေကိုဖတ်နိုင်နေအောင်မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲလူမိုင်းရှိုးရောက်လာခဲ့ပြီးတော့ဆန်ရှင်ရန်ကိုနှောက်ယှက်တာကိုတွေ့ခဲ့ရပြီးတယောက်ကတော့ရန်ကတော့သူ့ရဲ့ကောင်မလေးကိုစကားပြောလို့ဆိုပြီးအဖွဲလိုက်တီးဖို့အတွက်လုပ်နေခဲ့တာပါ။ကံကောင်းစွာနဲ့ရန်ကတော့တိုက်ခိုက်ရေးကျွမ်းကျင်ခဲ့ပြီးတော့ကြောက်ရွံ့မှုလုံးဝမရှိဘဲနဲ့လူကတော့ရန်ဘက်ကနေလူနေနေလို့ဝင်ကူညီတဲ့အချိန်ရန်ကတော့လူကသူထင်တာပို့ပြီးကောင်းတဲ့တငယ်ချင်းဖြစ်နေရကြောင်းအံ့ဩသွားခဲ့ပါတယ်။သူတို့တီတာမကြသေးခဲ့ပေမဲ့ပြီးခဲ့တဲ့နေ့ကမှလူကိုဂိမ်းသားစောနိုင်အောင်လို့ရန်ကကူညီပေးခဲ့ဦးတာဖြစ်တာကြောင့်သူတို့တွေလူများကြီးနဲ့ရင်ဆိုင်နေရလို့လူလည်းကတ်တွေ့နေတော့မှသူ့ရဲ့ခန္ဓာကိုယ်တွေကစွန့်နေထွက်လာခဲ့ပါတယ်။လူကတော့လိမ္မောကိုခုန်တက်သွားခဲ့ပြီးတော့ဘာပြင်းမှမသိသူ့ကိုယ်သူတောင်ထိတ်လန့်သွားခဲ့ပြီးလူမိုက်တရားလည်းရန်ကိုပဲတိုက်ခိုက်ဖို့လုံနေခဲ့ကြတဲ့ချိန်လူကတော့မျက်နှာကျက်ပေါ်ကနေဆင်းလာခဲ့ပြီးအားလုံးထူဝေးလိုက်ပါတယ်။အိမ်နောက်အကောင်လုံးထပ်ပြီးသွားခဲ့ကြပြီးရန်ကလည်းလူကိုစီမှာဒီလိုဆွမ်းအားရရှိနေအောင်မယုံကြည်နိုင်ဖြစ်သွားခဲ့ပြီးတော့ရန်လည်းစကားပြောချင်နေခဲ့ပေမဲ့လူကတော့ပင်ပန်းနေလို့နားဖို့တက်လုံနေခဲ့တာပါလူလည်းအခုတော့သူစိတ်ကူးရင်နေရမဟုတ်တော့ဘူးဆိုတာနားလေသွားခဲ့ပြီးရှေးအောင်သားတွေကိုဖတ်နိုင်ခဲ့ပြီးတော့အင်မတန်တိုက်ခိုက်စွမ်းနေရှိလာလို့စိတ်လှုပ်ရှားနေခဲ့တာပါလူနိုးလာတဲ့အချိန်မှာထူးဆန်းတဲ့သူတယောက်ကကြပြရွတ်နေရအောင်ကြားခဲ့ရပြီးတော့အဲဒီဖိုးကြီးကြောင့်မလို့လန်သွားခဲ့ပေမဲ့အခုမှတကယ်နိုးလာခဲ့တာပါအိမ်ပြန်ပြီးတော့အဖြေတွေကိုသိအောင်လို့အဟောင်းတိုင်းကိုပြန်သွားဖို့အတွက်ဆုံးဖြတ်ခဲ့ကအဲဒီအချိန်မှာပဲတယောက်ယောက်ကသူ့ရဲ့နာမည်ကိုခေါ်တန်းကြားလိုက်ရပြီးတော့ထူးဆန်းတဲ့မိသားကောင်ကြီးကိုတွေ့လဲရပါတယ်လူလည်းထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အဲဒီကောင်လည်းမိသွားခဲ့ပြီးတော့တခြားနေရာမှာတော့အနီယာဝင်းရုံနဲ့မျိုးသမီးကသူမနေထောက်ခံရတဲ့နေရာကိုခိုးဝင်သွားခဲ့တာကိုတွေ့ခဲ့ရပါတယ်လူစီမာကတော့ကြောက်ကြကောင်းတဲ့မိစ္ဆာလက်ထဲမှာတီတော်မဲ့ဆဲဆဲနောင်သားတွေကရနေခဲ့ပါသေးတယ်အဲ့ချိန်မိစ္ဆာတွေကနှင်းနေနဲ့စီပုံးသွားခဲ့ပြီးတော့သူအသက်ရှင်နေသေးတာကိုလူကိုလည်းမယုံကြည်နိုင်ဖြစ်နေခဲ့တာပါရိုအန်ဆိုတဲ့ကောင်မလေးရောက်လာခဲ့ပြီးတော့သူ့ကိုကဲလိုက်တာဖြစ်ပြီးသူပေးလိုက်တဲ့စုပ်တံဘယ်မှာလဲဆိုပြီးချက်ရှင်းမိခဲ့ပါတယ်လူကတော့စုပ်တံကိုပေးလိုက်ခဲ့ပြီးတည့်တဲ့အချိန်မှာသူမကဒေါသထွက်သွားခဲ့ပြီးတော့မိစ္ဆာကိုအေးခဲအောင်လုပ်လိုက်ခဲ့ပြီးမိစ္ဆာကိုအပြတ်ရှင်းလိုက်တဲ့အချိန်မှာလူကလည်းသူ့ကိုထပ်ပြီးတော့သဘောကျသွားခဲ့ပါတယ်တို့တွေအဟောင်းဆိုင်ကိုပြောင်းတဲ့အချိန်မှာစုပ်တန်တွေကိုမိစ္ဆာရုပ်သေးတွေဖြစ်ပြောင်းလဲထားတာကိုလူလည်းမယုံကြည်နိုင်ဖြစ်နေခဲ့ပြီးတော့မစ္စတာဝေးကတော့မိစ္ဆာတွေကိုထိတ်တန်းစုပ်တန်တွေနဲ့ဖန်တီးကြတာဖြစ်ပြီးလူကိုပေးလိုက်တဲ့ကြာပန်းစိမ့်တုံးဆန်တွေပဲခုခံနိုင်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်လူကတော့စုပ်တန်ကိုအလွယ်တကူပေးလိုက်ကြကိုမယုံကြည်နိုင်ဖြစ်နေခဲ့ပြီးတော့ရန်သာချိန်မီရောက်မလာခင်သူတည်နေပြီလို့ပြောနေခဲ့တာပါလူကတော့သူတို့ကိုအားလုံးကိုလိန်ထားတာလားလို့ပြန်ပြောတဲ့အခါအဘိုးကြီးကတော့သူ့ကိုကာကွယ်ပေးခဲ့တာလို့လိန်တာလို့ပြောခဲ့ပါတယ်။ကာကွယ်ပေးဖို့အတွက်လိန်တာဆိုတာမစ္စတာဝေးကလည်းပြောပြခဲ့ပြီးတော့လူကတော့တာမန်လူတယောက်ပဲမလို့မြင်ခဲ့တာတွေကိုမေးပြပင်နဲ့တာမန်တိုင်းနေဖို့ပြောခဲ့ပါတယ်။လူလည်းဂျာကိုစော်ကားလို့ခံစားခဲ့ရပြီးခဲ့တဲ့နေ့ကမှစုခဲရဲ့လက်ထဲကနေရိုအန်ကိုကာကွယ်ထားတာလို့ပြောခဲ့ပါတယ်။သူကတော့စွမ်းရည်ရှိနေသေးတာကြောင့်မလို့ဒုက္ခတွေကိုပြစ်မထားနိုင်ဘူးလို့ပြောခဲ့ပြီးလူကလည်းညှင်းဆိုခဲ့တာဒါကြောင့်မလို့မစ္စတာဝေးကတော့အားလုံးကိုနားထောင်ပြီးမှဆုံးဖြတ်ဖို့အတွက်ပြောခဲ့ပါတယ်။ပြီးတော့စာအုပ်တွေကိုမီရှို့ခဲ့ပြီးပညာရှိတွေကိုတပ်ပြခဲ့တဲ့ခင်မှာနေထိုင်ခဲ့တဲ့အမည်မသိစာရေးစာတယောက်ဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။အဲဒီခင်မှာဗယံမတာဖြစ်ခဲ့ပြီးတော့ပညာရှိတွေကိုလူမုံတီးရဲ့လူများပြီးမြေမြုပ်ခံရတာမျိုးတို့ဒီလိုအကြည့်နေခဲ့ရပါတယ်။ပါရမီတွေအလားအသမဖြစ်ဖို့အတွက်ဒီကပညာရှိတွေရဲ့ဝိညာဉ်စုပ်တံကိုစုစည်းခဲ့တဲ့နီလန်ကိုတည်ကျွင်ခဲ့တာပါ။ဒါတွေကိုစုပ်တန်ဝိညာဉ်များလို့ခေါ်ကြပြီးတော့လူရဲ့စုပ်တန်တွေကဝိညာဉ်နာမည်ကလီဗိုင်းဖြစ်ခဲ့ပြီးတော့ပြဿနာကလူထဲမှာရှိတဲ့ဂျပန်စိမ်းစုပ်တန်ကအပြည့်စုံမဟုတ်သေးဘဲနဲ့အခြားပိုင်းစားအစနာလေးပဲဖြစ်နေခဲ့တာပါအဲဒီချိန်မှာမစ္စတာဝီးလည်းလှုပ်ရှားလာခဲ့ပြီးတော့လူရဲ့နောက်ကနေကြောက်ရောက်ကိုတက်ခိုင်းလိုက်ပါတယ်အဲ့လူနာမည်ကလီဖြစ်ခဲ့ပြီးတော့စုကဲကိုတန်အားရအောင်လှုပ်တဲ့သူလာကြည့်တာလို့ပြောနေခဲ့ပါတယ်လူကတော့ဘာဖြစ်မှမသိဖြစ်နေတော့မှရိုအန်ကတော့ဒီလူကသူ့ကိုတတ်ဖို့ကြိုးစားနေရလို့ရှင်းပြခဲ့ပြီးသူကစိတ်မီသားသူတွေကခေါင်းဆောင်ဖြစ်တာမလို့ရှော့တက်လို့လုံးဝမရပါဘူးရိုအန်ကတော့သူ့ကိုတက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့မဘေးတွေ့သွားတာကြောင့်ဝစ်စတာဘေးကတော့ဝင်ခဲ့လိုက်ပါတယ်ရိုအန်ကတော့အဲ့ဒါတွေကဘူရိန်အုံနာဖန်နီးခဲ့တဲ့ပျောက်ဆုံးနေတဲ့ထိတ်တန်းဝင်းငယ်ခုနှစ်ပါးတွေကတစ်ခုဖြစ်ပြီးတော့ဂျပန်သိန်းစုပ်တန်လည်းအပါဝင်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်လီကတော့ဂျပန်သိန်းစုပ်တန်ကိုဝင်းကျင်တဲ့လူခွဲထုတ်ပြီးတော့ယူကျင်နေရဖြစ်ပြီးဒီလိုလုပ်ဖို့ကလက်ခံထားတဲ့လူဖြစ်တဲ့လူကိုတတ်ရမှာပဲဖြစ်ပါတယ်။အနီယာဝင်းကျင်တဲ့မျိုးသမီးတွေရှိတဲ့နေရာမှာတော့အဆောက်နေရာစုပ်တန်ကိုစာကြီးတိုင်းဖောက်တွင်းခံရပြီလို့အော်ဟစ်နေခဲ့ကြပြီးသူတို့ကတော့တခိုးဖမ်းဆီးကျင်နေခဲ့ပေမဲ့အဲမျိုးသမီးကတော့အဝေးကိုရောက်နေခဲ့ပါပြီ။
တပတ်မှာကတော့တိုက်ပွဲရဆက်ပြနေခဲ့ပြီးမစ္စတာဝေးကလည်းရှေ့နေမဟန်တော့တာကြောင့်မလို့ရိုဟန်ကတော့လူကိုထွက်ပြေးဖို့အတွက်နဲ့သူ့ကိုလီနဲ့ခဏတားပြီးမယ်လို့ပြောနေခဲ့တာပါဒီနေရတကယ်ဆိုးရလာခဲ့ပြီးတော့လီကလည်းမစ္စတာဝေးကိုပြက်ရှင်းတော့မဲ့အချိန်မှာပဲလူကတော့သူ့ရဲ့လက်စီလိုလင်းမြန်နဲ့တုံ့ပြန်မှုကိုပြသလိုက်တဲ့အချိန်မှာအသိရထားတဲ့ကြီးမားတဲ့ပါဝါကိုအသုံးပြုခဲ့ပြီးတော့မစ္စတာဝေးကိုကယ်တင်ထားခဲ့ပါတယ်လူရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်အကျွမ်းကြံတွေလှုပ်ရှားလာတာကိုမြင်ရပြီးတော့လီတယောက်လည်းအံ့ဩသားခဲ့ပေမဲ့မစ္စတာဝေးကတော့လူကိုမင်းလီနဲ့ရှင်ဘာမှမဟုတ်သေးဘူးဆိုတော့ပြောပြခဲ့ပြီးလူကလည်းသူနောက်ဆုံးနိုင်အောင်လို့ပြန်ပြောခဲ့ပေမဲ့မကြခင်မှာပဲလီရဲ့လက်ခုပ်ထဲအကြီးဖြစ်သွားခဲ့ပါတယ်လီကတော့သူ့အသက်ကိုအဆုံးစီရင်ဖို့လုပ်နေတဲ့အချိန်မှာမစ္စတာဝေးကတော့လူကိုကယ်တင်ဖို့ရအတွက်သူ့ရဲ့အသက်နဲ့လဲပြီးတော့အနစ်နာခံခဲ့တာပါမစ္စတာဝေးကတော့လီကိုစုတ်ခါသွားဖို့အထိဒဏ်ရာအနှဲငယ်ပြီးနိုင်ခဲ့ပေမဲ့လီကတော့မင်းကိုလူကကြကြကာကွယ်ပေးနိုင်မှာမဟုတ်တော့ဘူးလို့ပြောခဲ့ပါတယ်ကံကောင်းတာကသူတို့နှစ်ယောက်လုံးအဆင်ပြေနေခဲ့ပေမဲ့ဒါကတော့လီရဲ့ကိုယ်ပါတစ်ခုပဲရှိနေသေးပြီးရှေ့မှာအန်နီရဲ့အများကြီးရှိနေသေးကြောင်းကိုမစ္စတာဝေးကရှင်းပြခဲ့တာပါသူတို့တွေလူရဲ့ကိုယ်တွေကစောက်တံဝိညာဉ်ကိုခွဲတတ်ဖို့ရအတွက်အမြန်တင်ယူရပါမယ်။ဒါမှအရင်ဆုံးလူအနေနဲ့ဒါကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသင်ပေးရမှာပါ။ဒါမှသာသူတို့တွေတစ်ခုဖြစ်သွားခင်လူကိုယ်တိုင်ခုခံနိုင်ရဖြစ်မှာဖြစ်ပြီးတော့လူကတော့သူတို့တွေသူ့အတွက်နဲ့အသက်အန္တရာယ်စိုးရိမ်နေခဲ့ပေမဲ့မစ္စတာဝေယာလူကိုဒီလိုဒုက္ခရောက်တာကိုသူ့အပြစ်လို့ပြောနေခဲ့တာပါ။နောက်ဆုံးမှာတော့လူကတော့စောက်တံဝိညာဉ်ကိုထိန်းချုပ်ဖို့ရအတွက်တင်ယူဖို့သဘောတူညီလိုက်ခဲ့ပေမဲ့သူကိုယ်တိုင်နေနာမှာကသူတို့ကိုပါကာကွယ်ပေးနိုင်မယ်ဆိုတဲ့အရှိန်ကိုပါပြောပြခဲ့ပါတယ်။မစ္စတာဝေယာသူ့ကိုလေ့ကျင့်ဖို့ရအတွက်သဘောတူညီခဲ့ပေမဲ့နားဖို့အချိန်လိုနေသေးတာကြောင့်ရိုဟန်ကတော့ဝင်ကူခဲ့ပါတယ်။မစ္စတာဝေလည်းခွင့်ပြုလိုက်ခဲ့ပြီးတော့ရိုဟန်ကတော့သူ့ကိုထင်သလောက်မမုန်းဆိုတာကိုသိလဲရလို့လူတယောက်ပျော်ရွှင်သွားခဲ့ပါတယ်။နောက်ပိုင်းမှာလူအကြောင်းပြန်တတ်တဲ့အခါမှာဘေးမှာရိုဟန်ပါလာတာကြောင့်အားလုံးကလည်းကီးဆိုင်တာခံနေရပြီးရိုဟန်ကတော့သူ့ကိုစာကြည့်တိုက်ကိုခေါ်သွားခဲ့ပြီးတော့လီဖိုင်ရဲ့ကြပြားတွေအားလုံးကိုအလွတ်ကျက်ခိုင်းခဲ့ပါတယ်။ဒါကတော့တရုတ်ရှေးဟောင်းယဉ်ကျေးမှုအတန်းလို့ဖြစ်နေကြတာကြောင့်လူတယောက်စာကြက်ရမှာတော့ပြင်တာဒါတွေအတွက်တော်တော်လေးစိတ်ပြတ်သွားခဲ့တာပါ။အဲဒီချိန်မှာပဲဇန်ရောက်လာခဲ့ပြီးကြပြားတွေရွက်ကရိုဟန်ကိုမိတ်ဆက်ခဲ့ပါတယ်။ဇန်ကတော့လူကိုစတိုင်းနှိမ့်ချပြောစီနေရကြောင်းလူတယောက်စိတ်ချုပ်သွားခဲ့ပြီးရဲ့ချိန်ဇန်ကတော့လူကိုတနာလို့ပေါင်းနေရလို့ထင်နေခဲ့ပြီးလူကတော့ကြောင်ထုတ်ကန်အလိုနေပါကောင်ကိုဝေးမှနေဖို့ပဲပြောနေခဲ့တာပါတခြားကျောင်းသားတွေကပါဝိုင်းစော်ကားလာခဲ့ပေမဲ့ရိုဟန်ကတော့ဒေါ်လာဘီလို့ထပြောခဲ့ပါတယ်ဒီမှာကတော့ဇန်ကိုလူမိုင်းလုံးမနေပဲနဲ့ကိုနှိမ်ချတအောင်တင်ယူဖို့အတွက်ပြောလိုက်ခဲ့ကရိုဟန်ကတော့သူ့ဘက်ကရက်တီပေးရအောင်မြင်ခဲ့ပြီးလူကိုလည်းအံ့ဩသွားခဲ့တယ်လို့သူမကတော့သူ့ရဲ့လက်ကိုဆဲပြီးတော့ထွက်လာခဲ့တဲ့အချိန်မှာအကုန်အံ့ဩသွားခဲ့တာပါသူကတော့ကြပြာရီအားလုံးကိုခေါင်းထဲမှာမြင်အောင်လာနိုင်မဲ့အတိတ်ပဲကိုတော့သိချာနားမလည်ခဲ့ပါဘူးရိုဟန်ကတော့ပညာရှင်တဦးတည်းမှာမတူညီတဲ့ဝိညာဉ်တွေရှိကြပြီးတော့ပုံမှန်အားဖြင့်တဘာဝချင်းတူတဲ့သူကိုရွေလေးရှိကြအောင်ပြောခဲ့ပါတယ်ဒါပေမဲ့တကားတလီမှာလူမျိုးတောင်းရတဲ့သူမျိုးကိုလည်းလက်ခံသူဖြစ်ရွေးတဲ့ကြောင်းနဲ့ဒါကြောင့်မလို့စွာအပြည့်မထုတ်နိုင်တာကြောင့်လို့ပြောခဲ့ပါတယ်။ဒါတွေကိုချောင်းတောင်ရဲ့ဇန်းကတော့စုတ်တန်တွေကတကယ်ရှိတာလားလို့တွေးသွားခဲ့မိပြီးဒီရရှင်းနေတာဆိုရင်စုတ်တန်တစ်ခုကိုရမယ်ဆိုရင်သူကိုယ်တိုင်နာမည်ကြီးရဲ့လူတရားဖြစ်လာနိုင်တယ်ဆိုပြီးတော့ကြံစည်ဖို့လုပ်ခဲ့ပါတယ်။လူတရားပြင်းလျက်ကောင်းတဲ့စာဖတ်ခြင်းအကြောင်းအိမ်ငိုက်နေတဲ့အချိန်မှာရန်ကတော့လီဖိုင်းကိုနားလည်အောင်ကြိုးစားတာကစောက်တံဝိညာဉ်နဲ့ချိတ်ဆက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။လီဖိုင်းရဲ့ရည်သားချက်တွေကလူရဲ့နှီးကွေးရဲ့အုံနောက်နဲ့ဆိုရင်အဆင့်မြင့်လုံးနေရာကြောင့်ပိုကဝယ်ဖို့ရာအတွက်ကြပြာဆရာတွေနဲ့အရင်စတင်ဖို့ဆုံးဖြတ်ခဲ့တာပါ။လူကသူ့ဘက်ကနေကူတိုက်ပေးမဲ့သူရှိပါမလားလို့တွေးနေခဲ့ပြီးတော့ဇိုကိုကတော့မိသားစုကိုဘယ်သူမှရင်မဆိုင်ရေးကြပါဘူး။လူလည်းသူ့ရဲ့ဘဝကိုဗီဒီယိုဂိမ်းတစ်ခုလိုနှိုင်းယှဉ်နေခဲ့ပေမဲ့အစောကြီးကတည်းက Final Boss နဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကိုမယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ရိုဟန်ကတော့စောက်တံဝိညာဉ်အတိုင်းစွမ်းအားတွေထဲမှာပါတဲ့အရေးရှင်တွေပေါ်မှာမူတည်ကြောင်းနဲ့အရင်မြစ်ကိုရှာတွေ့ခဲ့ရင်အောင်မြင်ဖို့အခွင့်အလမ်းပိုများကြောင်းရှင်းပြခဲ့တာပါ။လူကတော့စာတင်ရတာစိတ်မပါပဲအိတ်ရှင်နေရကြောင်းရိုဟန်ကတော့သူ့ရဲ့ကောင်းရိုက်ပြီးတော့ထပ်ပြီးတော့စာတင်ခဲ့ပါတယ်။လူလည်းရိုဟန်ရဲ့ကိုယ်တွေကနှင်းမုံတိုင်းစုတ်တံပိုင်ရှင်အကြောင်းကိုတော်တော်များများသိနေရလို့ပြောလိုက်တဲ့အခါသူမှလည်းအံ့ဩသွားခဲ့ပါတယ်။ဒါကတော့လူရဲ့ပုံစံမဟုတ်ခဲ့ပေမဲ့တကယ်တော့ရိုဟန်နဲ့နီးစပ်ဖို့ရအတွက်မစ္စတာဂျူကကူညီထားခဲ့တာပါ။ဒီချမ်းအောင်မြင်သွားခဲ့ပြီးတော့ရိုဟန်ကလည်းသူမကိုပထမဆုံးအကြိမ်ပြောအောင်လုပ်ခဲ့မှုတဲ့ဖြစ်လူကိုတတ်မှတ်ထားခဲ့ပါတယ်။လူတယောက်ပျော်ခဲ့ပြီးတော့စိတ်ထဲကနေကြပြတပုတ်ရွတ်လိုက်တော့မှရိုဟန်ကတော့သူ့ကိုတတိပြန်ပေးလိုက်တာပါ။အဲဒီချိန်မှာလူကိုယ်ထဲကနေစွမ်းရည်နေထွက်လာတာကိုမြင်ရပြီးတမင်တကောင်ပေါ်လာခဲ့ပါတယ်
သူကတော့စုတ်တန်ဝိညာဉ်နဲ့ရှိတ်ဆက်မှုရသွားလို့ပြောနေခဲ့ပေမဲ့ဒါကတော့စာရီပူတဲရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဇန်ကလည်းသူ့ရဲ့ဦးလေးစာအုပ်စီကိုဖုန်းဆက်ခဲ့ပြီးတော့ဝိုင်းလို့ခေါ်တဲ့မျိုးသမီးနဲ့အဆက်အသွယ်လုပ်ဖို့အတွက်လုပ်ခိုင်းနေခဲ့တာပါ။သူမကကျွမ်းကျင်သူတူဖြစ်ပြီးတော့ဇန်စီမှာသူမစိတ်ဝင်စားမဲ့စုတ်တန်ရှိနေခဲ့တာပါ။အိမ်ညမှာလူကတော့ရူအန်ကိုဘေးမှာထားခဲ့ပြီးတော့အဆောင်ကြီးရောက်နေရကြအကောလုံးလေးစိတ်ဝင်စားကြည့်နေခဲ့ကြတာပါလူကတော့သူမကိုအိမ်မြန်ခိုင်းခဲ့ပေမဲ့ရူအန်ကတော့သူနဲ့အတူတူရှိနေပေမဲ့လို့စွပ်ပြောနေရကြဘေးကလူတွေအားလုံးလည်းအံ့ဩကုန်ခဲ့ကလူကတော့တခြားနေရာခေါ်သွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်သူကသူမကိုအင်တာနက်ကဖေးဆိုင်ကိုခေါ်သွားခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းကရူအန်ကိုသူ့ရဲ့ရည်သားလို့ထင်နေခဲ့တာကိုလိုက်ရှင်းပြရပါသေးတယ်ရန်ကတော့သူမနဲ့မိတ်ဆက်ပေးခဲ့ပြီးသူတို့ချစ်သူနှစ်ဦးအတူတူထိုင်ခိုင်းခဲ့ကလူကတော့ရူအန်အင်တာနက်စသုံးနေအောင်ကြည့်ပေးခဲ့ပြီးထူးဆန်းတယ်လို့ထင်နေခဲ့တာပါရန်ကတော့သူမကတခြားကဘာကလာသလိုဖြစ်နေခဲ့ပြီးငယ်စဉ်ကတည်းကလေ့ကျင့်မှုတွေပဲလုပ်ခဲ့ရကြောင်းရှင်းပြခဲ့ပါတယ်အခုလိုဒီနေရာမှာရှိတာကိုသူမပျော်နေတဲ့အတွက်ကြောင့်လူကလည်းတင်နန်းတွေနောက်မှလို့အခုမင်းကိုတခုခုတင်ပေးမယ်လို့ပြောပြခဲ့ကရိုဟန်ကတော့ဂိမ်းကစားနည်းကိုတင်ပေးဖို့အတွက်လုပ်ခဲ့ပါတယ်လူကတော့လက်ကော့လီချန်ဂိမ်းကိုနှစ်ယောက်သားအတူတူကစားခဲ့ကြပြီးတော့အချိန်တန်ကြာရိုဟန်ကတော့တကယ်ကိုတော်လွန်တာကြောင့်သူမအရင်ကဂိမ်းမကစားဘူးတာဟုတ်ကောဟုတ်ရဲ့လားဆိုပြီးမေးနေခဲ့ကတကယ်ကိုတော်လွန်တဲ့အတွက်ကြောင့်မလို့လူပါအံ့ဩမိပါတယ်ရူအန်ကတော့တင်မှုမြန်ဆန်ပြီးတော့ဂိမ်းသားရတာကိုစောက်တန်ဝင်းကျင်ထိန်းချုပ်ရတာချက်အများကြီးလွယ်ကြောင်းပြောပြခဲ့တာပါမာကလူကိုစာကြိုးစားစင်နေခဲ့ပြီးတော့လူကလည်းကြပြားရီအများကြီးရွတ်လေစောက်တန်ဝင်းကျင်ကပုံမူတန်မာလာလေးဖြစ်တာကိုတည်သွားခဲ့တဲ့အချိန်မှာစိတ်လှုပ်ရှားသွားခဲ့ပါတယ်လူတရားကတော့အဲ့ဒီနေရာမှာစာစားချက်ခဲ့ပြီးတော့နောက်ဆုံးမှာအိပ်ပျော်သွားခဲ့ပြီးရင်တော့အရင်ကမြင်မှုခဲ့ထူးဆန်းတဲ့အဖိုးကြီးပါတဲ့အိမ်မက်ကိုပဲပြန်ပြီးတော့မြင်နေခဲ့ပါတယ်ရူအန်တရားအိပ်ပျော်သွားတာကိုမြင်တော့ရန်ကလည်းအချိန်10နာရီခွဲပဲရှိသေးတာဘာကြောင့်အိပ်တာလဲဆိုပြီးတော့မေးနေခဲ့ပါတယ်လူကရူအန်ကတာမန်မင်းကလေးမျိုးမဟုတ်ပဲတာမန်လူတွေမျိုးအိတ်ချိန်မရှိကြောင်းရှင်းပြခဲ့ပါတယ်ရန်ကတော့ရူအန်လိုမျိုးမင်းကလေးကအင်တာနက်ကဖေးဆိုင်လာကြာရင်ညီငွေမာတယ်လို့ပြောခဲ့ပြီးလူကိုတခြားနေရာမှာချိန်တွေ့မဲ့အကြံဉာဏ်ကိုထုတ်ဖို့အတွက်အကြံပေးခဲ့တာပါလူကတော့သူ့ရဲ့တငယ်ချင်းကိုကြွေးသူတင်ခဲ့ပြီးတော့ရူအန်ကိုခဏလောက်စိုက်ကြည့်နေခဲ့မိကသူကတော့အခုကြာပန်းစိမ်းစုတ်တန်နဲ့တသားရဲဖြစ်နေပြီဖြစ်တယ်လို့ကြပြားတွေလည်းအများကြီးကိုရွတ်ဆိုထားပြီးပါပြီအကယ်လို့သူသာခိုးလက်စုတ်တန်ကိုပြန်ရခဲ့မယ်ဆိုရင်သူ့ရဲ့စုတ်တန်ရဲ့ဝိညာဉ်ကိုပြီးပြည့်စုံအောင်လုပ်နိုင်မှာမလို့သူ့ကိုယ်သူကာကွယ်နိုင်တော့မှာပါလူကရူအန်ကိုအန်နီရဲတဲ့ထပ်မထဲကျင်တော့တဲ့အတွက်ကြောင့်မလို့မစ္စတာဂျူးစီပုံစံခဲ့ပြီးတော့ခိုးလက်စုတ်တန်ကိုထပ်ငားနိုင်မလားဆိုပြီးမေးနေခဲ့တာပါကံကောင်းလာတဲ့မစ္စတာဂျူးကတော့ဆန်ရဲ့တငယ်ချင်းတယောက်ကစိတ်ဝင်စားလို့ငှားသွားပြီးဖြစ်ကြောင်းပြောလိုက်ခဲ့ကလူတယောက်သူ့ရဲ့ပြိုင်ပွဲကိုဒေါသထွက်သွားခဲ့ပြီးလိုက်ရှာဖို့အတွက်ထွက်သွားခဲ့ပါတယ်သူကရန်ကိုရူအန်ကိုကြည်ထားပေးဖို့အတွက်ပြောလိုက်ခဲ့ပေမဲ့ရန်ကတော့ဒီဘက်ခေတ်ကကလေးတွေချိန်တွေ့နေရတာမှပြစ်ထားခံခဲ့ရတာမယုံကြည်နိုင်ခဲ့ပါဘူးလူကတော့ဇန်ရဲ့ဦးလေးအိမ်ကိုသွားခဲ့ပေမဲ့အရန်မောင်နေတဲ့အတွက်ကြောင့်မလို့မှောက်ရဲ့လဲကျသွားခဲ့ပြီးတေနေတဲ့လူကောင်တီတစ်ခုကိုတိုက်မိသွားခဲ့ပြီးတော့လှန်သွားခဲ့ပေမဲ့ကံကောင်းစွာနဲ့ဇန်ရဲ့ဦးလေးကအသက်ရှူနေပါသေးတယ်လူကတော့အကူအညီကြောင်းမှုပြင်လိုက်ခဲ့ပေမဲ့ဇန်ရဲ့တန်ကိုပါကြားလိုက်ခဲ့ပြီးတော့သူရဲ့စုတ်တန်ဝိညာဉ်ကမငြိမ်မသက်ဖြစ်လာတာကြောင့်လူအပြင်းထန်နာကျင်နေခဲ့တာပါအိမ်မှာထူးဆန်းတဲ့အမျိုးသမီးကဇန်ကိုတစ်ခုခုလှုပ်ဖို့လုပ်နေရအောင်တွေ့ခဲ့ရပြီးခိုးလက်စုတ်တန်ကတော့တခြားဟာရီတက်တန့်တင်ဖို့အချိန်ပိုပေးရတယ်လို့သူမကပြောနေခဲ့တာပါဇန်ကတော့တကယ်ကိုနာကျင်နေပုံရခဲ့ပေမဲ့သူကတော့ဇန်ကိုသူမရဲ့စုတ်တန်ကိုရုပ်သေးဖြစ်လာမှာမလို့ကံကောင်းတာပဲဆိုပြီးပြောနေခဲ့တာပါလူလည်းမြင်နေကြရတာတွေကြောက်လန့်သွားခဲ့ပြီးတော့ဇန်မတိသေးတဲ့အတွက်ကြောင့်ကယ်ဖို့အတွက်အချိန်ရှိနေပါသေးတယ်ရော်ရဲ့အကူအညီလိုမဲ့ဆိုတာအတီးတပြေးထားခဲ့ပြီးတော့အချိန်မီရောက်လာမှာမဟုတ်ပါဘူးအဲ့ဒီမျိုးသမီးကတော့အရန်စွမ်းတတ်ပုံရတဲ့အတွက်ကြောင့်လူကလည်းဓာတ်ရိုက်သွားတိုင်ရင်သူချက်ချင်းတည်သွားနိုင်တယ်ဆိုတာတွေးမိခဲ့ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတာတွေးနေရင်အကြံတစ်ခုရသွားခဲ့ကအဲ့ဒီမျိုးသမီးအပြင်မှာရှိနေတော့မှလူကလည်းသူ့ကိုလမ်းခေါ်ခဲ့ပြီးတော့ပြင်ထွက်သွားခဲ့ပြီးစုကဲမိသားစုဝင်တယောက်ကိုဒီလိုထိရလားဆိုပြီးတော့ဒေါသထန်ဆောင်လိုက်ခဲ့ပါတယ်လူကတော့သူနောက်နေရာမဟုတ်ကြောင်းပြဖို့အတွက်စွမ်းရင်းကိုထုတ်ပြလိုက်တဲ့အချိန်မှာသူမကတော့လူမှာစောက်တံဝိညာဉ်တစ်ခုရှိတာကိုတည်သွားခဲ့ပါတယ်လူကတော့မစ္စတာလီအရန်ဒေါသထွက်နေခဲ့ပြီးတော့သူမဒုက္ခရောက်တော့မယ်ဆိုတာကိုရှင်းကြောင်းနေခဲ့ပေမဲ့သူမကတော့ဇန်ကိုယ်တိုင်ခိုးလက်စုတ်တံကိုသူမစီယူလာခဲ့တာကိုပြန်ပြောပြခဲ့ပါတယ်ဇန်ကတော့စုတ်တံဝိညာဉ်တွေအကြောင်းဘာမှမသိပေမဲ့လူကတော့လုံးဝနားမထောင်ခဲ့ပဲနဲ့လူရဲ့လိန်ညာမှုတွေကအလုံးမဖြစ်ပဲရီလူခေါ်ရဲ့အမျိုးသမီးကတော့စုကဲမိသားစုအတွက်သူမတက်နိုင်တဲ့မှန်သမျှလုပ်ပေးပါမယ်လို့ကတိပေးနေခဲ့တာပါသူမကတော့လူတွေကစုကဲမိသားစုကိုတကယ်ကြောက်ကြတာပဲလို့လူလည်းသဘောပေါက်သားခဲ့ပြီးတော့ဇန်ကိုပြန်ပေးဖို့အတွက်ပြောလိုက်ခဲ့ပါတယ်လူကတော့သူ့ဆရာစီမှာသူမအတွက်တည်င်းကောင်းပြောပြီးမယ်လို့ကတိပေးလိုက်ခါသူ့ကိုဖော်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်
လိန်နီယာဆိုတာဝိုင်းလေးတိသားခဲ့ပြီးတော့ရေမောနီကသူမရဲ့အာဂရာစုတ်တံဘယ်လောက်ဆွမ်းလဲဆိုတာပြဖို့အတွက်ပြင်လိုက်ခဲ့ပါတယ်။လူကလည်းအများဆုံးထပ်ပြေးဖို့ကြိုးစားနေခဲ့ပေမဲ့သူ့ရဲ့ကြိုးရည်နဲ့ဖမ်းမိသွားခဲ့ပြီးတော့ရှားရီအားလုံးထုံကျင်ပြီးနာကျင်လာအောင်လှုပ်ပေးလိုက်တာလုံးဝမလုံနိုင်ဖြစ်နေခဲ့တာပါ။မာကတော့မစ္စတာလီကဆရာမဟုတ်ကြောင်းနဲ့လိန်ပြောတဲ့အတွက်လူကိုအပြစ်ပေးသလိုဖြစ်သွားခဲ့ပြီးလူကတော့ဒီမျိုးသမီးကိုအထင်သေးမိသွားလို့နားလေသွားခဲ့တာပါ။စောက်တံဝိညာဉ်တွေအကြောင်းကိုသမိုင်းသင်ခန်းဆောင်ပေးနေတော့မှလူကတော့စွမ်းရည်တွေကိုစူးစီးဖို့ကြိုးစားခဲ့ပေမဲ့လုံးဝမအောင်မြင်ဖြစ်နေခဲ့ပါတယ်။ဝိုင်းကလည်းပို့ပြီးတော့ပြင်းထန်တဲ့နာကျင်မှုတွေပေးနေခဲ့ပေမဲ့နောက်ဆုံးမှာတော့ညီငွေလာခဲ့ပြီးတော့သူ့ရဲ့တက်ကိုရှူဖို့ပဲဆုံးဖြတ်လိုက်တာပါ။သူမရဲ့နောက်ဆုံးကြိုးကတော့လူရဲ့လေပင်ကိုရှစ်ပတ်သွားပြီးညှင့်နေခဲ့ကလူလည်းတတိလက်ခံဒီမှာပဲသူ့ရဲ့အသက်ကိုစတီရဲ့ကြပြတစ်ပုတ်ကိုတတိရသွားခဲ့ပါတယ်။လူကတော့အဲဒီကြပြကိုရွှတ်လိုက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်တွေကမယုံကြည်နိုင်လောက်ကြီးမားတဲ့စွမ်းအားတွေစီးဆင်းလာခဲ့ပြီးတော့အဲဒီစွမ်းအားတွေကသူ့ရဲ့ကြိုးတွေကသစင်စီးဝင်သွားခဲ့တာကြောင့်ဝိုင်းလဲလှန်သွားခဲ့ပြီးတော့ဘာဖြစ်နေမှမသိတော့ပါဘူး။လူကတော့ကြပြကိုဆက်ရွနေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်တွေကစွမ်းရည်နေပောက်ကွဲထွက်လာတဲ့အခါဂျာပန်သိန်းစုတ်တံကိုဝင်းညင်အကျွင်းကြံကိုရရှိသွားတာဖြစ်ပြီးတော့အဲဒီကြပြကိုရွတ်ပတ်ခဲ့ပြီးခရင်ရောက်မြူကိုတွေနဲ့ဆက်ချင်းတက်ခိုက်ခဲ့ပါတယ်။ဒီကတော့ပြန်လည်ခုခံချခဲ့ပေမဲ့လူရဲ့မြူကိုတွေကိုလုံးဝမရှင်းနိုင်ပဲလူကတော့သူ့ရဲ့မွေတွေနဲ့ဖြတ်စည်းလိုက်တဲ့အတွက်ကြောင့်မလို့လက်လျှော့လိုက်ရပြီးလူကတော့ကြပြတွေကိုဆက်ရွနေသေးပါပဲ။သူကတော့စာကြိုးစားခဲ့တာတကယ်ကိုအကျိုးရှိရပဲဆိုတာကြီးမားတဲ့လိုင်လုံးတွေတစ်ခုကိုဖန်တီးလိုက်ခဲ့ပါတယ်။နောက်တစ်ခုကိုပြင်လိုက်ခဲ့ပေမဲ့တစ်ခုခုမားရင်းနေရာတည်သွားခဲ့ပြီးကံကောင်းတာကဝိုင်းကထပ်ပြေးသွားခဲ့ဖြစ်တယ်လို့သူမတကူရှန်ထားခဲ့တာရဲ့ဇန်းစင်ပြေနေရရဲ့ကြောင့်လူကိုလည်းဝမ်းသာသွားခဲ့ပါတယ်။တပတ်မှာတော့လူဘယ်အောင်မှမသိဘူးဆိုတဲ့ရန်ကတော့ရန်ကိုပြောပြနေတဲ့အချိန်တွင်မှလူပြန်ရောက်လာခဲ့ပြီးလူကတော့ဝိုင်းစီကတူယူလာတဲ့အရာကိုပြုတ်ကျသွားတာတတိမထားခဲ့မိပါဘူး။ဇန်ကတော့ဇွန်မီကောင်လိုဖြစ်နေကြတာကိုတွေ့ခဲ့ရပြီးလူကိုလည်းပြည့်ပြည့်သမျှကိုရှင်းပြလိုက်တဲ့အခါရန်ကတော့ဇန်ရဲ့ပျက်စီးနေတဲ့ခန္ဓာကိုယ်စစ်ဆေးခဲ့ပါတယ်။အုံနောက်ကလွင်ကျန်တဲ့နေရာတွေအားလုံးကိုခိုးလက်စုပ်တံကဝါမြုပ်သွားပြီးဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီမှာကတော့လုံနိုင်တာကတန့်တယ်မှုကိုနှေးကွေးအောင်လုပ်ဖို့ပဲဖြစ်ပြီးတော့ဒါအောင်ရက်တန်းလုံးမရတော့ဘူးဆိုတာကိုရှင်းပြခဲ့ပြီးအဲ့ဒီချိန်မှာဇန်ရဲ့အဖေရောက်လာခဲ့ပြီးဇန်ကိုဆေးရုံတင်ဖို့အတွက်လူတွေကိုခိုင်းခဲ့ပါတယ်။ဇန်ရဲ့အဖေကတော့သူ့ရဲ့သားကိုကယ်ပြီးတဲ့လူကိုကျေးဇူးတင်နေခဲ့ပေမဲ့ရိုဟန်ကိုယဉ်ညွှန်းခဲ့ပြီးတော့ဒီလိုလန်ဘီယာဆရာမစီကိုမခေါ်လာသင့်ဘူးဆိုပြီးပြောခဲ့တာပါ။လူကတော့သူ့ရဲ့မိန်းကလေးဘက်ကနေကာကွယ်ပြောဖို့ပြင်ဆင်ခဲ့ပေမဲ့မစ္စတာဇန်ကတော့ပတ်စံရှို့ပေးပြီးတော့ထွက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရိုဟန်ကလူကိုတိုက်ခိုက်နိုင်ခဲ့တာမြင်ရလို့တကယ်ပဲခေါ်ယူနေခဲ့ပြီးအဲဒီချိန်မှာဝိုင်းကလူလာတဲ့အရာပျောက်သွားခဲ့တာကိုလူလည်းသတိရသွားခဲ့ပါတယ်။ရန်ကတော့အဲ့ဒါကိုကြမ်းပြင်းပေါ်မှာခြာတွေ့သွားခဲ့ပြီးဖွင့်ကြည့်လိုက်တဲ့အခါစုတ်တံတစ်ခုထွက်လာတာကြောင့်အံ့ဩသွားခဲ့ပြီးတော့တခြားသူတွေရောက်လာတဲ့အချိန်မှာအဲဒီစုတ်တံရန်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပြီးလို့နောက်ကျသွားခဲ့တာပါ။လူကတော့စိတ်ပူသွားခဲ့ပေမဲ့ရိုဟန်ကတော့သူ့အတွက်စုတ်တံဝိညာဉ်နဲ့ချိတ်ဆက်သွားပြီးဖြစ်ကြောင်းရန်ကဒီစုတ်တံနဲ့ပူးပေါင်းသွားပြီးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။လူကတော့ရန်ကိုချမ်းမြေပေါ်မှာထားခဲ့ပြီးတော့ရန်လည်းကောင်းကောင်းအိပ်ပျော်သွားခဲ့ကနိုးရရဲ့အချိန်မှာရန်ကတော့သူ့လည်းရွေးချက်ခံရတဲ့ဖွဲ့သိဖြစ်သွားပြီဆိုတော့တည်သွားခဲ့တာပါ။သူတို့ရဲ့စေယုံကိုဇန်စီကိုတွားကြည့်ခဲ့ကြပြီးတော့ရန်ကလည်းသူ့စုတ်တံဝိညာဉ်ရဲ့အရင်မြစ်ကိုသိကျင်နေခဲ့ပြီးဒေတာဘောကံမကောင်းစွာနဲ့ပဲသူတို့တွေမသိသေးတာကြောင့်ရန်ကိုယ်တိုင်ပဲရှာဖွေရမှာပါ။လူကတော့သူ့ကိုအနည်းဆုံးတော့အသက်ရှင်နေသေးတာမလို့စိတ်လျှော့ထားဖို့အတွက်ပြောနေခဲ့ကကြိုးစားခဲ့ပေမဲ့ဘေးပတ်လေမှာလူတွေရဲ့သွေးတွေကသူ့ကိုတွေ့နေခဲ့ရတာပါလက်ချောင်းထိပ်မှာစတင်လင်းလာခဲ့ပြီးတော့သူ့ရဲ့စွမ်းရည်နေနိုးထလာတယ်လို့ခံစားခဲ့မိပြီးလူကတော့ဒါတွေကအမြန်ကြီးဖြစ်လာတာမလို့အံ့ဩနေခဲ့ပေမဲ့ရိုဟန်ကတော့သူ့ရဲ့စွမ်းရည်တွေကဖြက်စီးရပြင်းနိုင်တဲ့အတွက်ကြောင့်မလို့အနာမကတ်ထားဖို့အတွက်တတိပေးထားခဲ့ပါတယ်လူကတော့အစိုးဆုံးအရှိနေတွေကိုစိတ်ကူးရင်နေတော့မှမှောင်မိုင်းတဲ့တိမ်ထဲတစ်ခုကနောက်ဆက်သွားခဲ့ပြီးတော့ဇန်လောက်တာမဟုတ်ပဲ9ရောက်ချယ်စုတ်တံကဖန်တီးလိုက်တဲ့လှည့်စားမှုတွေဖြစ်ကြောင်းရိုဟန်ကလည်းပြောပြနေခဲ့တာပါကံကောင်းစွာနဲ့ပဲမြေသားလေးတွေကိုဖန်တီးတာခံလိုက်ရပြီးသူတို့ဘဝမှာအဆိုးဝါးဆုံးလှည့်စားမှုတွေကိုကြုံတွေ့နေခဲ့တာပါရိုဟန်ကတော့အဲ့ဒီလူတွေကိုမျက်စိပိတ်ထားဖို့ပြောခဲ့ပေမဲ့မကြခင်မှာသူမလည်းဖန်တီးတာခံလိုက်ရပါတယ်သူမမြင်နေရတဲ့လှည့်စားမှုတွေကကြောက်ချကောင်းခဲ့ပေမဲ့ကံကောင်းထောက်မှသွားနေပဲသူရဲကောင်းလူကတော့လွတ်မြောက်သွားခဲ့တာပါရိုဟန်ကတော့ကယ်ထုတ်လိုက်ခဲ့ပြီးရဲ့အချိန်မှာသူမကတော့မြူကိုရီနဲ့ပိတ်ဆို့တာခံလိုက်ရခဲ့ပြီးပြိုင်ဘက်တွေကအဝါရောင်အလင်းနဲ့ရမတ်ကိုနှိုးစားခဲ့ပြီးတော့အပြောင်ချမှုကိုအနီရောင်ကအားနည်းမှုကိုလှုံ့ဆော်ကြောင်းရှင်းပြခဲ့ပါတယ်။ရိုဟန်ကတော့ပြိုင်ဘက်ရဲ့နောက်ထပ်တိုက်ခိုက်မှုကိုပိတ်ဆို့ထားခဲ့ပြီးတော့ရန်ကတော့သူ့ရဲ့စားကိုထုတ်ဖို့အတွက်တက်နိုင်တော့ကြိုးစားနေခဲ့တာပါ။ဒီလိုနဲ့ပုံမှန်သူရဲကောင်းဆိုင်လှုပ်ရှားမှုတွေအလုံးမဖြစ်ပဲနဲ့လူကတော့အနီရောင်လင်းနဲ့ထိမှန်သွားခဲ့တဲ့အချိန်သူရဲ့တငယ်ချင်းတွေကသူ့ကိုကူညီဖို့ပြေးလာခဲ့ကြပြီးရန်ကတော့သူ့ရဲ့လက်ချောင်းတွေကိုတောင်းအောင်မှကြောက်နေခဲ့တာကြောင့်လူကိုတွန်းလှဲထားခဲ့တာပါ။
လူကတော့ရူအန်ကိုကယ်တင်နိုင်ခဲ့ပြီးသူတို့ကိုတိုက်ခိုက်နေတဲ့သူကစုကဲမိသားစုဖြစ်ကြောင်းသူ့ကိုရှင်းပြခဲ့ပါတယ်။အဲလူကတော့လူကိုလိုချင်နေတဲ့အတွက်ကြောင့်မလို့သူမကကာကွယ်ရေးကိုခိုင်ခံ့အောင်လုပ်ပေမဲ့အဲလူကသူတို့ကိုတိုက်ခိုက်ဖို့အတွက်မိသားစုကိုလွတ်လိုက်ခဲ့ပါတယ်။ကိုကာကွယ်နေတော့မှပဲရူအန်ကတော့ကြပြစရာတချို့ကြောင့်မလို့တမိုင်းသင်ခန်းစာပေးခဲ့ပါတယ်။စောက်တံပိုင်ရှင်တယောက်ကဂူလို့ခေါ်တဲ့စာရေးဆရာတယောက်တေကန်နေအချိန်မှာမမီလိုက်တဲ့အတွက်ဂူရဲ့လွင်မြောင်းနေတဲ့ဝိညာဉ်ကိုထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။နှစ်ပေါင်း200ကြာတော့အဲဒီဝိညာဉ်ကိုကြောင်ရန်လို့ခေါ်တဲ့ကောင်လေးတယောက်တည်းကိုထည့်ပေးလိုက်တာပါ။ရန်ကတော့ရန်ကိုလီဗိုင်းရဲ့ကြပြတပုတ်လောက်ရွှေ့ပြဖို့တောင်းဆိုနေခဲ့ပေမဲ့ရန်ကတော့တပုတ်မှမသိတဲ့အတွက်ကြောင့်မလို့သူကတော့အနီယာလင်းနဲ့ထိမှန်သွားခဲ့ပါတယ်။လူကတော့သူ့ရဲ့မိန်းကလေးကိုကာကွယ်ဖို့ပြေးသွားခဲ့ပေမဲ့လှည့်သားမှုကနေသူ့ကိုတတိပြန်ဝင်အောင်လုပ်ပေးခဲ့တာပါ။ကံမကောင်းစွာနဲ့ပဲသူကတော့အာယုံဆိုင်မိနေတဲ့အတွက်မိစ္ဆာတကောင်ကသူ့ရဲ့ရင်ဘတ်ကိုဖောက်ထုတ်လိုက်ခဲ့ပြီးတော့ရူအန်ကလည်းထွက်ပြေးဖို့ပြောလိုက်ခဲ့ပြီးမိစ္ဆာကတော့သူ့ကိုရန်စီကိုပစ်ပေါက်လိုက်ပါတယ်။ရန်ကတော့လူကသူ့ရဲ့လင်းနေရဲ့လက်ချောင်းနေနဲ့မတော်စားထိမိသွားတဲ့အချိန်လူရဲ့ပောက်ကွဲသွားတဲ့ရင်ဘတ်ကြီးတစ်ခုလုံးဟာအံ့ဩစရာကောင်းလောက်ပြန်လည်ဆိတ်သွားခဲ့ပြီးကောင်းသွားခဲ့တာပါ။မတ်မထင်ပဲနဲ့သူ့ရဲ့ချိုတိုမုံတွေကိုနေရာနဲ့ဖြန့်ချလိုက်ခဲ့မိပြီးတော့အိမ်မှာဒီမှာပဲသူတို့အားလုံးအမှားကြီးမှားသွားမှန်းသိတယ်ရပါတယ်။ပြီးတော့ရိုအန်ရဲ့ဒဏ်ရာတွေလည်းပျောက်ကင်းသွားတဲ့အချိန်ဒါရန်ရဲ့လက်ချောင်းနေရာနေပျောက်ကင်းနေဆိုတော့သဘောပေါက်သွားခဲ့ကြပါတယ်။အဲဒီအချိန်မှာရန်ကတော့ယုံကြည်မှုကြီးညှင်းတက်လာခဲ့ပြီးတော့မိစ္ဆာရဲ့သူတနမမတ်ချသွားခဲ့ပေမဲ့မိစ္ဆာရဲ့သူ့ကိုဝိုင်းပြီးတော့ဆိုတာခံလိုက်ရပါတယ်။ရန်ကတော့သူ့ဘာသာသူပြန်ကူးနိုင်တော့တငယ်ချင်းတွေကလည်းသူတကယ်လုံးနိုင်တယ်ဆိုတာနားနေသွားခဲ့ကြပြီရန်ကတော့သူ့ရဲ့ကုသနိုင်စွမ်းအောင်တုံးခဲ့ပြီးတော့မြူတွေကိုကြော်ဖြတ်ရင်းနဲ့ပြဿနာရှာနေတဲ့ကောင်တွေနောက်ဆုံးမှရှာတွေ့သွားခဲ့ပါတယ်အဲဒီကောင်တွေကိုလက်ချောက်ဖို့ကြိုးစားခဲ့ပေမဲ့ရန်ကတော့ဂူးမဆိုင်ပဲတည်တက်ခဲ့တာပါရန်ကတော့နောက်ထပ်ပြစ်ကူပေးဖို့ထားခဲ့တာမလို့အဲဒီကောင်တွေလည်းနောက်ကနေကြက်ခိုက်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲလူကတော့အေးဆေးပဲကင်တွယ်လိုက်နိုင်ခဲ့ပါတယ်လူလည်းအကောင်လုံးပြက်စီးသွားပြီလို့ပြောလိုက်တဲ့အချိန်မှာရရင်စားတွေနဲ့သူ့ကိုယ်သူပြန်လဲကုသဖို့ကြိုးစားခဲ့တာပါအားလုံးကတော့ဇန်ကိုသွားကြည့်ခဲ့ကြပြီးအဲ့ဒီအချိန်မှာမစ္စတာဂျူးဟာရှိနေခဲ့ပြီးတော့သူကတော့နောက်နောက်အများကြီးရနေခဲ့တာဘာကြောင့်လဲဆိုတော့ဇန်ကအခုချိန်ဒီတတိမေးနေကြပါပဲသူကတော့ဒီမင်စောက်တန်ကအသက်အနည်းနဲ့လဲရတော့မတန်ဘူးလို့ထင်နေခဲ့တာမလို့ဒါကစကဲမိသားစုရဲ့ရှေးအောင်လူတယောက်ဖြစ်တာလောက်ခဲ့တာဖြစ်ကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်သူတို့ထွက်သွားခဲ့ပြီးတဲ့နောက်မှာရန်ကတော့သူ့ရဲ့ကုသနိုင်စွမ်းတွေကိုစံပေါ်မှာစမ်းကြည့်ဖို့အတွက်စိတ်ကူးရသွားခဲ့ပေမဲ့စားကတော့မလုံမလောက်ဖြစ်နေခဲ့ပါသေးတယ်။လူအုပ်ကတော့ရူအန်ကိုတွားချကြည့်တော့သူမကဖုံးပြောနေအောင်တွေ့ခဲ့ရပြီးအဲဒီနောက်မှာတော့လူအုပ်ကဝေးမိသားစုအပေါ်တကယ်စိတ်ပြတ်သွားမှန်းသိလဲရခဲ့ပြီးတော့သူတို့ကတော့လူအုပ်ကိုတင်ကန်းစာကြီးပေးဖို့ဆုံးဖြတ်လိုက်ရတာကိုဖုံးထဲမှာကြားလိုက်ရပါတယ်။တကယ်တော့ရူအန်ကဒါတွေကသူ့ရဲ့အဖိုးရဲ့အစကလေးကကြံစီမှုဖြစ်ကြောင်းပြောပြခဲ့ပြီးသူတို့ကလူရဲ့ယုံကြည်မှုကိုရအောင်လုပ်ပြီးသူ့ရဲ့ Green Luster Brush ကိုအသုံးပြုခဲ့က7 to K အဖြစ်ဒီတစားစင်ထားတဲ့9လက်ကိုအသုံးပြုဖို့ရှေ့ရခံဖို့ကြံစီခဲ့တာပါဒီရဲ့ brush ကိုသာအသုံးပြုနိုင်ခဲ့မယ်ဆိုရင်တော့ကြံရှိနေသေးတဲ့စုတ်တံအဆင့်မြင့်ဆုံး9ခုဖြစ်တဲ့စုတ်တံ9ခုအသစ်ကိုလည်းရရှိမှာမလို့သူ့ရဲ့အဖေဖြစ်တဲ့ရေကကြံစီထားခဲ့တာဆိုတာကိုပြောပြခဲ့တာပါဒီမှာကတော့သူ့ကိုလဲသားပြီးအခုလိုရုပ်သေးကောင်လေးလိုတောင်ခေါ်လိုက်ခဲ့ပြီးတော့လူကတော့သူတို့ကိုအတုံးချနေမှန်းတည်သွားခဲ့တာကြောင့်မလို့အယောင်ဒေါသထွက်သွားခဲ့ပြီးမိကလေးရလိမ့်နေဆိုတော့သဘောပေါက်သွားခဲ့ပြီးသူ့မိကဘာကြောင့်မှမပြောခဲ့ရလဲဆိုပြီးတွေးခဲ့မိပါသေးတယ်အဲ့ဒီအချိန်မှာဝိုင်းပေါ်လာခဲ့ပြီးတော့အတက်ကယ်ကရိယာတစ်ခုယူသားဖို့အတွက်လူကိုဆွဲခေါ်သွားခဲ့ပါတယ်လူကတော့သူမကိုဇန်ကိုကူးတာခိုင်းပြီးရင်ပြန်လဲသစ္စာပေါ်ဖို့အတွက်တွေးနေခဲ့ကဝိုင်းကတော့ဇန်ကိုကယ်တင်ပေးမင်းပစ္စည်းကိုတွားယူပြီးဒီမော်ကြောက်ကတော့ပို့ပြီးတော့အသက်ရှင်နေနိုင်မယ်လို့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒါလက်ကွက်သက်သက်ပဲဖြစ်ပြီးတော့သူကတော့ခေတောင်းအောင်လုပ်လိုက်တာဖြစ်ပြီးလူကတော့မိန်းကလေးနဲ့ပတ်သက်ရင်ကံအောင်လုံးဝမကောင်းခဲ့ပါဘူး။ဝိုင်းကသူ့ကိုကာနာဘုံနဲ့ထည့်လိုက်ခဲ့ပြီးတော့ရန်ကလည်းစေးရုံထဲမှာရူအန်ကိုတွေ့တော့သူတို့နှစ်ယောက်လုံးလူကိုပေးရောက်သွားလဲဆိုတော့ရှင်းပြနေခဲ့တာပါ။လူနိုးလာတဲ့အချိန်မှာသူကတော့အရှိခံထားရပြီးသူ့ရဲ့သုတ်တံဝိညာဉ်ကလည်းတစိမ့်တစ်ခုနဲ့ရှိတ်ပိတ်ထားတာခံလိုက်ရတာပါလူကတော့ရန်စီကိုဖုန်းခေါ်ဖို့ကြိုးစားနေခဲ့ပေမဲ့ဝိုင်းကသူ့ကိုကာနာဖုန်းထဲကနေဆွဲထုတ်လိုက်ခဲ့ပြီးတော့သူမကသူ့ကိုဖျားเจ้าတစ်ခုစီခေါ်လာခဲ့တာဖြစ်ပြီးသူအလိုရှိရင်သူ့ရဲ့အသက်ကိုနှုတ်ယူလို့ရကြောင်းရှင်းလျှောက်ခဲ့ပါတယ်သူမကတော့သူ့ရဲ့ Green Luster စုတ်တံကိုအကျဉ်းချအောင်လိုချင်နေရဖြစ်ခဲ့ပေမဲ့သူ့ရဲ့တက်ခိုက်မှုဟာပရိသေတစ်ခုလောက်သာတားဆီးတာခံလိုက်ရလို့အလုံးမဖြစ်သွားခဲ့ပါဘူးအဲ့ချိန်ထူးဆန်းတဲ့လူတယောက်ရောက်လာခဲ့ပြီးတော့ဝိုင်းကတော့ဝေးအိမ်တော်ကစုတ်တံတွေကိုခိုးခဲ့တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ပြောင်ကြီးကတော့သူ့ရဲ့ရှေ့ကဆူကိုဝိုင်းကြီးကိုထိုးသားဖို့ရအတွက်ပြောလိုက်ခဲ့ပေမဲ့သူမကတော့ပြန်လည်တက်ခိုက်နိုင်ပါသေးတယ်။
ပီဒီကတော့တကယ်သိနေကြတာဖြစ်ပြီးတော့သူရဲ့စုတ်တံဝိညာဉ်ကဘာကြီးရဲ့မျက်ခုံးမေးဆွဲတံဖြစ်ကြောင်းပြောပြခဲ့ကရိုဟန်ကတော့ရန်ကိုတခုခုပေးလိုက်ခဲ့သူတွေကလည်းရှေ့ကိုထွက်လာခဲ့ကြပြီးပီဒီကဒီလူငယ်မိုင်မိုင်လိုက်တာစိတ်ပြက်နေခဲ့ပေမဲ့ခင်ကတော့လူကိုပြန်တွေ့ရလို့ဝမ်းသာနေခဲ့တာပါကင်းကတော့ Green Lotus Brush ကိုသူ့စီကိုပဲရောက်လာတာလို့ပေးလို့ပြောနေခဲ့ပြီးရဲ့အချိန်မှာလူကတော့အဲ့ဒီခန္ဓာလုံးနေတဲ့လူရဲ့ပိုက်ထဲမှာ7 ဒုက္ခတဲကတခုရှိနေအောင်တည်ပြီးလန့်သွားခဲ့ပါတယ်။အရန်အားနေနေလို့ဖြစ်ကြအောင်ပြောပြခဲ့ပါတယ်။ကင်းကတော့အရန်အောင်စွမ်းထက်နေရကြောင်းဘီဒီကလည်းသူ့ရဲ့တပည့်စုကိုကူညီရတော့ပါတယ်။ဇိုးကလည်းသူ့ရဲ့လက်ဝဲစွမ်းရည်နဲ့ခင်းကိုလက်နက်ချဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့ကင်းကတော့မော်ပညာတုံးပြီးတော့နောက်ဆုတ်ထားခဲ့တာပါ။ဒါကတော့ဇိုးကိုရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့ဖိနှံအားမဲမှုကိုအခွင့်အရေးရစေခဲ့ပေမဲ့ကင်းကတော့စိတ်မရှိတော့ပဲတိမ်တွေကိုပါလှုပ်ခတ်စေတဲ့အစွမ်းထက်တဲ့တိုက်ခိုက်မှုကိုပြင်ဆင်လိုက်ပါတယ်။ဒီတိုက်ခိုက်မှုဟာ BD ရဲ့အကာအကွယ်ကိုဖျက်ဆီးလိုက်ခဲ့ပြီးတော့ရန်ကလည်းသူ့ရဲ့ကုသနိုင်စွမ်းခိုးတောင်းမဖြစ်သေးတာကိုသိလိုက်ရပါတယ်။ခင်းကတော့သူတို့အားလုံးတည်တော့မှမလို့ဘာလို့ပူပဲလို့ပြောပြခဲ့ပြီးခင်းကလည်းစိတ်တူခဲ့ပြီးအဲ့လိုရှက်ရှင်းမဲ့တက်ပြစ်လိုက်ပါတယ်။ရန်ကတော့သူ့တက်မှာဒီလောက်အပြင်းထန်ရိုက်တာခံရတာပထမဆုံးပဲလို့တွေးခဲ့ရပြီးသူ့ရဲ့လက်ချောင်းတစ်ချောင်းချင်းတည်းအတွက်ခိုးတောင်းပြစ်သွားတာကိုသိလိုက်ရခဲ့ကရန်ကတော့တည်သွားတဲ့လူတွေစီကစုတ်တံကိုထုတ်ယူလိုက်ခဲ့တော့ BD ကလည်းဒါက People Brush Man တည်သွားခဲ့ပါတယ်။ခင်းကတော့လူကိုတတ်ဖို့ပြင်နေခဲ့ပေမဲ့ရန်လဲကစ်တင်လိုက်ခဲ့ကရန်ကတော့သူ့ရဲ့လက်ချောင်းကိုလူကိုပြသခဲ့ပေမဲ့လူကတော့အရင်ကအဲ့ဒီစွမ်းအားကလူတို့တယောက်ပေါ်မှာအလွယ်ကြီးတုံးခဲ့မိတာကြောင့်စိုးရိမ်နေခဲ့တာပါ။ခင်းကတော့ဆက်ပြီးတိုက်ခိုက်နေတော့မှရန်ကဆုံးဖြတ်ချက်တစ်ခုချလိုက်ခဲ့ပြီးတော့သူကတော့ဆွန့်လွန်သွားပြီးစွမ်းအားသုံးလိုက်ခဲ့ပေမဲ့မတော်တဆ People Brush ကသူ့ကိုထိသွားခဲ့တာပါ။ခင်းကတော့အဲဒီစုတ်တံလွတ်မသွားအောင်ထိန်းထားခဲ့ရပြီးတော့ရန်ရဲ့စုတ်တံကတော့အိမ်နောက်ကွယ်ဆုတ်ထားတာဖြစ်ခဲ့ရပြီးကောက်ချက်ချလိုက်ခဲ့တာပါဒီလိုနဲ့ရန်ကတော့ကုသမှုတွေအပြီးမှာဒဏ်ရာတွေအရင်တိုင်းပြန်လည်ဖြစ်နေရဲဆိုတော့အဓိပ္ပာယ်နားလည်သွားခဲ့တာပါခင်းကတော့လူကိုထပ်တိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့တိုက်ခိုက်မှုကပြန်ဖမ်းမှုကြိုးစားနေရဲ့မင်းစုတ်တံကိုတွားထိခဲ့လို့နောင်လာရသွားခဲ့တာပါအိမ်နောက်မှာကတော့မင်းစုတ်တံကလူရဲ့ကြပြီးတော့လူရဲ့ခန္ဓာကိုယ်ထဲမှာစွမ်းအားတွေအကြီးကျယ်စီးဆင်းလာခဲ့ပြီးခင်းရဲ့ Cloud Rider Brushing ကိုပါပေးဖို့အတွက်အမိန့်ပေးနေခဲ့တာပါလူကတော့အစွမ်းအသင်းနဲ့တိုက်ခိုက်ခဲ့ပေမဲ့ခင်းကတော့ထွက်ပြေးသွားနိုင်ခဲ့ပြီးတော့ရန်ကလည်းလူကစွမ်းအသစ်ကိုဒီလောက်မြန်သုံးတက်သွားတာကိုအံ့အားနေခဲ့ပေမဲ့လူကတော့အရန်ပင်ပန်းနေခဲ့ပြီးတကယ်တော့လူက Green Lotus Brush တဲကကြပြတပုတ်ကိုရှုပ်ပြီးတော့ကင်းကိုရှိန်ချောက်လိုက်တာပဲဖြစ်ပြီးဒီစောက်တံအသစ်ကိုဘယ်လိုတောင်းရမှန်းဆိုတာနားမလည်သေးပါဘူးBD ကတော့လူရဲ့ခန္ဓာကိုစစ်ဆေးခဲ့ပြီးတော့လူရဲ့စုတ်တံဝိညာဉ်နှစ်ခုကိုပေါင်းစည်းနိုင်ရောဒဏ္ဍာရီအရာအတင်းကျပ်ပေါင်းစည်းဖို့ကြိုးစားတဲ့သူတွေကတည်ဆုံးကုန်ရကြောင်းပြောပြခဲ့ပါတယ်။လူကတော့သူလည်းထပ်တည်တော့မလားဆိုတော့ကြောက်လန့်နေခဲ့ပြီးရန်ကတော့ရိုအန်စီကနေလူအတွက်မက်ဆေ့တစ်ခုပါလာတာကိုတတိယသွားခဲ့တာပါ။ကံကောင်းတာကအဲ့ဒီထဲမှာစုတ်တံကိုခန္ဓာကိုယ်တွေကနေဘေးကင်းကင်းကိုဆွဲထုတ်နိုင်တဲ့နည်းကိုရှင်းပြထားခဲ့ပေမဲ့အဲ့ဒါကပု္ပ္ပစာတစ်ခုလိုဖြစ်နေရကြောင်းသူတို့နားမလည်ဖြစ်နေခဲ့တာပါ။ BD ကကိုပြီးစဉ်းစားပေးခဲ့ပြီးတော့ရန်ကရိုအန်နဲ့စကားပြောဖို့အတွက်အကြံပေးခဲ့ပေမဲ့လူကတော့သူ့ရဲ့အဖိုးကအရန်အနေနဲ့များတာကြောင့်ဝေဝေးမှာပဲနေကျင်ကြအောင်ပြောလိုက်ခဲ့တာပါရိုအန်ကတော့တကယ်ကိုညီကျင်လာလားထောင်ချောက်ဆင်ကျင်လာဆိုတာသူနားမလည်ခဲ့ပဲနဲ့ BD ကလည်းအဲ့ဒီမက်ဆေ့ထဲမှာ Pamperia လို့ခေါ်တဲ့နေရာနှစ်ခုအကြောင်းပါလာခဲ့တယ်လို့ပြောပြခဲ့ပါတယ်ဒါပေမဲ့သူလည်းစောက်တံခွဲတုံကြီးကိုတခါမှမကြားသေးဘူးပဲနဲ့ BD ကတော့ရန်နဲ့သူတို့အဲ့ဒီနေရာနှစ်ခုစီကိုလွတ်လိုက်ခဲ့ပြီးတော့သူနဲ့လူတို့ကတော့သူတည်တနာလုပ်ဖို့အတွက် BD ကိုရွာကိုတွားခဲ့ကြပါတယ်။ရွာရောက်တော့ BD ကလည်းသူ့ရဲ့ဦးလေးဖြစ်တဲ့ဒင်းနဲ့လူကိုမိတ်ဆက်ပေးခဲ့ပြီး BD ကတော့လူကသူ့ရဲ့ရွာသူကြီးသူ့ရဲ့အဖေကိုယ်တိုင်ဖြစ်လာတွေ့ပါမယ်လို့ပြောလိုက်ခဲ့ပါတယ်။ BD ကတော့သူ့ရဲ့အဖေကိုဖြစ်ချောင်းကုန်နေရှင်းပြတော့ရွာသူကြီးကလည်းလူကိုပိုက်ထဲမှာစုတ်တံတစ်ခုအကြိုက်ရှိနေအောင်မယုံကြည်နိုင်ခဲ့ပါဘူး။ရွာကြီးကတော့လူရဲ့ခန္ဓာကိုယ်ကထူးခြားပြီးတော့ကျိုးသားရင်ကြီးကျယ်ခန္ဓာရဲ့အရာအများကြီးဖြစ်လာနိုင်တယ်လို့အားပေးခဲ့ပေမဲ့လူကတော့တာမန်လူပဲဖြစ်ရှင်တယ်လို့ပြောပြခဲ့ပြီးအသက်အန္တရာယ်မစွန့်စားခြင်းခဲ့ပါဘူး။လူကတော့စုတ်တံတွေကိုထုတ်ခဲ့ခြင်းတယ်လို့ပြောတော့ရွာသူကြီးလည်းတက်ပင်ချလိုက်ခဲ့ပြီးအဲဒီနောက်လူနဲ့ BD တို့ကလည်းရုတ်တရက်အဖမ်းခံလိုက်ရပြီးတော့BD ကတော့လူကိုသူ့ရဲ့ရွာရုံလို့လိုက်လာတာဖြစ်ကြောင်းပြောပြခဲ့ပေမဲ့ရွာသူကြီးကတော့လူရဲ့ဘိုက်တွေကစုတ်တံနှစ်ခုကိုတစ်ခုနဲ့တစ်ခုတွဲနေရဖြစ်ပြီး Green Lotus Brush ကိုလည်းနောက်တစ်ခုကထွက်သွားခွင့်မပေးဘူးဆိုတာရှင်းပြခဲ့ပါတယ်။သူကတော့သူ့ရဲ့သား BD ကိုလည်းမနိုင်နိုင်ဘူးဆိုတာရှုံးပေးဖို့အတွက်ပြောနေခဲ့ပြီးရွာသူကြီးကတော့ဝေးမိသားစုကအားကောင်းစေမဲ့အခွင့်အရေးကိုလက်လွတ်မခံချင်ပါဘူး။ဒါပေမဲ့သူ့ရဲ့ဦးလေးဒင်းကတော့ရွာသူကြီးကိုလူကိုမကူညီဖို့အတွက်ချောင်းပြနေခဲ့ပြီးရဲ့နောက်သူတို့မိသားစုကဒုက္ခတွေအများကြီးခံခဲ့ရပြီးပါပြီ။ဇန်မိသားစုကလူကိုမျက်စိကျနေရမလို့ရွာပါပျက်စီးသွားနိုင်တယ်ဆိုတော့ပြောပြခဲ့ပြီးရောရွာကြီးကတော့သူတို့ပြန်လာခဲ့ပြီးကိုယ့်ဘာသာဆုံးဖြတ်ချက်ချနိုင်အောင်ပြန်လုပ်ပေးလိုက်ပါတယ်။
တာမန်တဲ့အနေနဲ့ရွာသူကြီးကတော့ဖူပဲဘရက်ရဲ့စားအားတွေကိုပြောပြခဲ့ပြီးဒါနမိတ်ဖက်နိုင်တဲ့စားအားဖြစ်ကြောင်းနဲ့လမ်းပြောင်းနေရင်တော့အဖြေပေးနိုင်ပါတယ်လူကတော့နောက်ထပ်ဗာမြန်လုပ်ပေးရမလဲဆိုတော့မိကုန်းကိုမေးလိုက်ခဲ့ပြီးတော့စုတ်တန်တွေကနေအမွေးတမင်ချွတ်သားခဲ့ပြီးရွာသူကြီးကကြောက်စရာကောင်းတဲ့အချက်ကိုပြောပြခဲ့တာပါလူဒီစားအားကိုတုံနိုင်တက်တန်းတူသွားမှာဖြစ်ပြီးတော့အမွေးမြင့်နေတာအကုန်ကုန်သားခဲ့မယ်ဆိုရင်လူကိုယ်တိုင်တည်ဆုံရမှာဖြစ်တာကြောင့်လူကဒီစုတ်တန်ကိုမလူချင်တော့ကြောင်းပြောပြနေခဲ့တာပါ